ဒီတော့ကဘာမြေမှာကဘာဝတရားကြောင့်ချေစရာပန်းစင်ထားတဲ့နေရများစွာလက်ရှိတွေကိုလှုပ်ရှားသွားစီကဒီငယ်ကလေးတွေပျော်မြူးကပြဆန်ကိုယ်တော်လေးရာနေဝစီတာကြီးလေဒူကြီးထွက်ပေါ်လာဒီပွင့်ကလေးတွေတဲ့လက်စီတုံးကယူတူစီတဲ့ချင်းလို့ပြောချင်ရကဘာကြီးရဲ့ချစ်တရားဟောကျူတဲ့ချစ်ပွဲကချစ်သမီးလေးတော့ဘုရောရဲ့လက်ရများဘုရားရဲ့တရှိခဏတာဒီစားဆုံးခဲ့ခဲ့ကြစွာတောင်သူကြီးလေးလို့တောင်မတွေအားလေပေါ်ပြန်လာဒီပွင့်လေးတွေတလဲစီတုံးကယူတူစီတဲ့တချင်လို့ပြောစီစရာကဘာကြီးရဲ့ချစ်တရား